Gym စားစောမဲ့သူတွေအတွက်အခြေခံကစားနည်း program လေးတစ်ခုကို sharing လုပ်ပေးပါမယ်ဒီနေ့ကတော့ gym bag နဲ့လက်မောင်း one bite ကြော်သားတွေကိုထိရောက်မှုရှိစေတဲ့ training program လေးပါဘယ်လိုမျိုးကစားပြမလဲတရားကစားရမယ်ဆိုတော့အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦး let's go ပထမဆုံးလေ့ကျင့်ခန်းလေးကတော့ gym bag ကြော်သားကိုထိရောက်စေတဲ့ diet ထိုးတဲ့လေ့ကျင့်ခန်းလေးပါဗီဒီယိုမှာပြထားတဲ့အတိုင်းပဲခုံလေးတစ်ခုံပေါ်မှာပခုံးအကျယ်တိုင်းလက်ကလေးကိုတင်မယ်ခြေထောက်လေးကိုနောက်ကိုဆန့်ပြီးတော့ဖြည်းဖြည်းချင်းအောက်ကိုဆင်းအသက်ရှူမယ်အပေါ်မှာလိမ်မုတ်ထုတ်မယ်အခုလိုမျိုးလေး10ချိန်4ကောက်ကစားပေးပါနောက်ထပ်လေ့ကျင့်ခန်းလေးကတော့လက်မောင်းအနောက်ကြော်သားတွေကိုကြစ်လက်လာစေဖို့အထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးပါကစားတဲ့အခါမှာခြေထောက်လေးတွေကိုအခုလိုမျိုးလေးရှေ့မှာဆန့်ထားမယ်ခုံလေးပေါ်မှာလက်ဖွားလေးနှစ်ခုကိုပခုံးကျယ်လေးတိုင်းပဲထောက်ထားမယ်ဖြည်းဖြည်းချင်းပဲခုံနဲ့နောက်ကျောနဲ့ကပ်ပြီးတော့ဗီဒီယိုပါတိုင်းဖြည်းဖြည်းချင်းချိန်ပြီးတော့တေချာညှစ်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ်အောက်ဆင်အသက်ရှူမယ်အပေါ်မှာလေမုတ်ထုတ်အခုလိုမျိုးပုံစံလေးတိုင်းပဲ10ချိန်4ကြောထပ်မှန်ပြီးတော့ကစားပေးပါနောက်လေ့ကျင့်ခန်းလေးကတော့ one bite ကြော်သားကိုထိရောက်စေတဲ့လေ့ကျင့်ခန်းလေးပါပြီးညက်ပြန်ဆက်ဘိုက်ကိုပြန်ကော့ပြန်ပွေးပြီးညက်ဒူးလည်းကိုဘိုက်ကိုလည်းကိုဘိုက်ထိလာမှာโอเคဒူးလည်းကိုဘိုက်ကိုလည်းကိုခေါင်းလေးကိုမှီထားခေါင်းလေးကိုမှီထားအေးဆေးလေးမှီထားဘိုက်ကိုပဲအောင်ဆိုင်ပြီးဆော့မှီပြီးဆွဲခုလိုပုံစံလေးတိုင်းပဲအပေါ်ကော့ရင်အသက်ရှူမယ်အောက်မှာလေမုတ်ထုတ်မယ်အချိန်20 3ကြောကစားပါနောက်ထပ်လေ့ကျင့်ခန်းလေးကတော့ခါးဘေးကိုထိရောက်စေတဲ့လေ့ကျင့်ခန်းလေးပါအလေးတုံးကတော့မိမိနိုင်ဝင်အလေးလေးကိုကင်ပြီးတော့ဘဲညာတစ်ဖက်မှာအသက်ရှူမယ်တစ်ဖက်မှာလေမုတ်ထုတ်မယ်အခုလိုမျိုးလေးဘဲညာတစ်ချိန်ဟုသတ်မှတ်ပြီးတော့အချိန်20သို့မဟုတ်30 4ကြောထိကစားပေးလို့ရပါတယ်ခုကစားပြမယ့်လေ့ကျင့်ခန်းလေးကတော့ရင်ဘတ်ကြွက်သားတွေကိုထိရောက်မှုရှိစေတဲ့လေ့ကျင့်ခန်းလေးပါအလေးလေးနှစ်တုံးကိုအခုလိုမျိုးလေးနည်းနည်းခက်ဆောင်းဆောင်းလေးကင်ပြီးတော့အပေါ်ကိုဖြည်းဖြည်းချင်းတွန်းထုတ်မယ်အောက်ဆင်းအသက်ရှူမယ်အပေါ်မှာလေမုတ်ထုတ်မယ်အခုလိုမျိုးဖြည်းဖြည်းနဲ့မှန်မှန်လေးရင်ဘတ်ကြွက်သားကိုတေးသေးချာချာလေးညှစ်ပြီးတော့ဗီဒီယိုလေးကိုတေချာကြည့်ပြီးတော့ကစားပေးပါဒီကစားနည်းလေးကလည်းရင်ဘတ်ကြွက်သားကိုထိရောက်စေတဲ့ကစားနည်းလေးပါဗီဒီယိုမှာပြထားတဲ့အတိုင်းပဲတထောင်စီလေးအနည်းငယ်ကွေးထားမယ်လက်ကိုအရှိမဆန့်ထုတ်မယ်အောက်ကိုဆင်းတဲ့အခါမှာအသက်ကိုရှူပြီးဆင်းမယ်လက်ကလေးကိုပြန်ဆန့်မယ်အပေါ်မှာလေမုတ်ထုတ်မယ်အခုလိုမျိုးလေးဖြည်းဖြည်းနဲ့မှန်မှန်လေးရင်ဘတ်ကြွက်သားကိုအာရုံလေးစိုက်ပြီးတော့တေချာလေးကစားပေးပါထပ်မံကစားပြမယ့်လေ့ကျင့်ခန်းလေးကတော့လက်မောင်းအနောက်ကြွက်သားကိုထိရောက်မှုရှိစေတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုကစားတဲ့အခါမှာလည်းပခုံးအကျယ်တိုင်းခြေထောက်အကျယ်လေးကိုထားမယ်ခါလေးကော့မယ်ရင်လေးကော့မယ်လက်မောင်းလေးကိုဗီဒီယိုမှာပြထားတဲ့အတိုင်းပဲကျိုးလေးကိုအောက်ကိုဖြည်းဖြည်းချင်းဖိချမယ်အပေါ်မှာလေမုတ်ထုတ်မယ်အခုလိုမျိုးလေးဖြည်းဖြည်းနဲ့မှန်မှန်လေးလက်မောင်းနောက်လေးကိုတေချာလေးညှစ်ပြီးတော့15ချိန်အချိန်20 4ကြောလောက်ကစားပေးပါဗျလက်မောင်းနောက်ထိရောက်စေတဲ့ဒီလေ့ကျင့်ခန်းလေးကိုကစားတဲ့အခါမှာအလေးနှစ်တုံးကိုလက်ဖွားလေးနဲ့အခုလိုမျိုးလေးလက်ထဲမှာညှက်ပြီးတော့ကင်မယ်တထောင်စစ်လေးကိုနရွက်ဘေးနားမှာတက်နိုင်ဆုံးကြိုးစားပြီးကပ်ပြီးတော့အပေါ်ကိုဆန့်ထုတ်ပြီးတော့အောက်ဆင်အသက်ရှူမယ်အပေါ်မှာလေမုတ်ထုတ်မယ်အခုလိုမျိုးလေးဖြည်းဖြည်းနဲ့မှန်မှန်လေးတေချာညှက်ပြီးတော့15ချိန်အချိန်20 4ကြောလောက်ထပ်မှန်ပြီးတော့ကစားပေးပါဗျ